အီရန်ရဲ့ဘာသာရေးခေါင်းဆောင်ကြီးအယာတိုလာအလီခါမီနီဆိုတာဘယ်လိုလူမျိုးပါလဲခါမီနီယာအီရန်မှာဩဇာအကြီးဆုံးခေါင်းဆောင်ပါသူအာဏာယူထားတာနှစ်40နီးပါးရှိလာပါပြီအီရန်မှာအာဏာလက်တက်မှန်သမျှကိုလည်းသူထိန်းချုပ်ထားပါတယ်စစ်တပ်တရားစီရင်ရေးမီဒီယာနဲ့နောက်ဆုံးဘသူအဝင်အရွေးခံနိုင်တဲ့ဘေးရာထူးဘသူယူဆိုတာကအစသူဆုံးဖြတ်ပါတယ်သူ့အနားမှာတစ္ဆာခံသူတွေနဲ့ပဲဝန်ရံထားလို့သူ့ဆုံးဖြတ်ချက်တွေကိုပေသူညင်းသူမရှိပါဘူးဆန္ဒပြပွဲတွေဖြစ်လာရင်ခါမီနီကိုတိုက်ရိုက်သတင်းပို့ရတဲ့အရေးနဲ့အစ္စလာမစ်ပြည်ဆောင်တပ်တို့ကအမြန်နှိမ်နှင်းဖြစ်ပါတယ်အစ္စလာမစ်နိုင်ငံတော်ကိုတည်ထောင်သူဘာသာရေးခေါင်းဆောင်ကြီးအယာတိုလာရူဟိုလာခိုမီနီကွယ်လွန်ချိန်1989မှာခါမီနီဆက်ခံအာဏာယူပါတယ်1989အစ္စလာမစ်တော်လှန်ရေးကာလမတိုင်ခင်မှာတော့ရှားဘီရင်လက်ထက်မှာခါမီနီကပုံရှောင်နေရအကျဉ်းခံနေရတာတွေရှိခဲ့ပါတယ်ခိုမီနီလက်အောက်မှာပဲ1981မှာခါမီနီကအီရန်သမ္မတဖြစ်လာပါတယ်ခါမီနီနိုင်ငံသားခီးထွက်တာမတွေ့ရသလောက်ပါပဲသူဟာတီဟီရန်မြို့လေကခြံဝင်းတစ်ခုမှာဇနီးနဲ့အတူနေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတွေမှာအီရန်တလွှာဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီးလူရပေါင်းတော်တော်များများအသက်ဆုံးခဲ့ပါတယ်ခါမီနီကတော့ဆန္ဒပြသူတွေဟာအမေရိကန်သမ္မတဂျင်နဲ့အောင်လုပ်ပြနေတဲ့ပြဿနာရှာသူတွေလို့ပြစ်တင်ပြောဆိုခဲ့ပါတယ်